ကြောင်းမျိုးကြောင့်မလေးရှားရောက်နေတဲ့ရွှေမြန်မာများအတွက်အားလက်ချိန်တွေမှာလုပ်လို့ရတဲ့အလုပ်ရှင်းမျိုးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။စိတ်ဝင်စားမယ်ဆိုရင်တော့ဒီဗီဒီယိုကမိတ်ဆွေများအတွက်ဖြစ်ပါတယ်။အပေါ်ဝင်ငွေလည်းရကိုယ့်ရဲ့စကိတ်တွေကိုထုတ်သုံးလို့ရမှာမလို့မိတ်ဆွေတို့အတွက်အကျိုးရှိစေမယ်လို့ယုံကြည်ပါတယ်။နံပါတ်1 Resort Haba Waiter ဟုတ်ပါတယ်မလေးရှားမှာအပေါ်ဆုံးကစားသောက်ဆိုင်မှာအပေါ်ဝင်ငွေရှာလို့အကောင်းဆုံးမှာညနေညနဲ့စနေတနင်္ဂနွေတွေမှာကိုအဆင်ပြေတဲ့အချိန်ပတ်တိုင်းလျှောက်လို့ရပါတယ်မလေးဘာသာစကားရရင်တော့ပိုအဆင်ပြေပါတယ်ငွေကြေးတစ်ခုအတွက်မဟုတ်ပဲအတွေ့အကြုံသစ်လူမှုဆက်ဆံရေးစွမ်းရည်ဘဝတက်အရေးသွေးများကိုပါတစ်ခါတိုင်းရှာနိုင်ပါတယ်ဒါစာအပြင်တင်မန်းနည်းလည်းရကြပါတယ်မလေးရှားခီးသွွားဧည့်သည်တွေကတင်မန်းနည်းပေးတဲ့ယဉ်ကျေးမှုရှိပါတယ်မလေးဘာသာစကားအပြင်ကဘာလက်ခီးသွွားတွေရှိတာမလို့အင်္ဂလိပ်ဘာသာစကားကိုလည်းလက်တွေ့အသုံးပြုခွင့်ရမှာပါစားသောက်ဆိုင်အများစုကညာဘက်အခမဲ့ကျွေးခြင်းရှော့ဈေးနဲ့စားသုံးခွင့်ပြုထားတဲ့အတွက်အသုံးစိတ်ကိုပါရှော့ချနိုင်ပါတယ်ဒီအလုပ်ကနေပြီးတော့ရရှိလာမှာကတော့စီမံခန့်ခွဲမှုအချိန်ထိန်းကြီးမှုစိတ်ရှည်မှုပြဿနာတွေကိုဖြေရှင်းမှုတွေပါအတွေ့အကြုံရရှိမှာဖြစ်ပါတယ်နောက်လှုပ်ဆောင်ရမယ့်အနာဂတ်အတွက်အထောက်အကူရရှိမှာပါအလုပ်ရှာဖွေနိုင်တဲ့နေရာတွေကတော့ Fastjob Indeed Malaysia စတဲ့ website တွေမှာpart-time waiter restaurant စသဖြင့်ရှာဖွေနိုင်ပါတယ်အကောင်းဆုံးကတော့အနီးနားကစားသောက်ဆိုင်နဲ့ shopping mall တွေကစားသောက်ဆိုင်တွေမှာအလုပ်လျှောက်ရင်ပိုကောင်းပါတယ်နံပါတ်2ကတော့ social media content creator ဝါသနာပါရင်မလေးရှားရောက်နေတဲ့ရွှေမြန်မာများအတွက်အခွင့်အရေးပိုကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ YouTube အတွက် monetization ရှောက်လို့ပိုကောင်းပါတယ်ကျန်တဲ့ social media တွေအတွက်လည်း content တွေဖန်တီးလို့အဆင်ပြေပါတယ်မလေးရှားရှုခင်းတဲ့မြန်မာအစားအစာမြန်မာရည်ကျေးမှုတွေကိုပေါင်းစပ်ပြီးဖန်တီးလို့ကောင်းတဲ့အခွင့်အရေးပါမလေးရှားကလည်းကဘာလက်ခီးသွွားတွေစိတ်ဝင်စားမှုကိုရရှိထားတဲ့နေရာတစ်ခုပါသင်ရဲ့ဖန်တီးမှုတိုင်းကလူတိုင်းကိုစိတ်ဝင်စားစေမှာအမှန်ပါသင်ကဂီတဝါသနာပါလားအစားသောက်ဝါသနာပါလားခီးသွွားရတာဝါသနာပါလားအကုန်လုံးကိုကွန်တက်ဖြစ်ပြောင်းလဲပြီးတော့ဗီဒီယိုလေးတွေဖန်တီးလို့ရတယ်ဝါသနာနဲ့ဝင်ငွေတပြိုင်တည်းရတဲ့အလုပ်ပါကွန်တက်ခရီးယာတယောက်ဖြစ်ဖို့အရင်ကမြန်မာစကားမလိုပါဘူးဖုန်းကောင်းကောင်းတစ်လုံးကင်မရာကောင်းကောင်းတစ်လုံးရှိရင်ကိုစားလို့ရတဲ့ business တစ်မျိုးပါအချိန်လားသင်ရတဲ့အချိန်လုပ်လို့ရတယ်ညဘက်ရိုက်မလားနေ့ဘက်ရိုက်မလားရိုက်လို့ရတယ်ကိုယ့်သဘောကိုအဆင်ပြေတဲ့အချိန်လုပ်လို့ရတယ်ကိုက TikTok တို့ YouTube တို့ Facebook တို့ကဗီဒီယိုတွေကြည့်ရတာပြင်းနေပြီလားကိုယ်တိုင်ဗီဒီယိုလေးတွေဖန်တီးလိုက်ပါကြားပါတယ်အခုထပြီးလက်ထက်ရှိတဲ့ဖုန်းလေးနဲ့ဗီဒီယိုလေးရိုက်ပြီးအခုပဲတင်လိုက်တော့မိတ်ဆွေနံပါတ်3ကျူတို့ဒီသင်ကြားပေးခြင်းမလေးရှားရဲ့ကျောင်းလာတက်တဲ့ကျောင်းသားတွေအတွက်အဓိကလုပ်တဲ့အလုပ်ပါအပေါ်ဝင်ငွေရရုံပဲမဟုတ်ပဲကိုယ့်ရဲ့တိုးတက်မှုကိုပါအထောက်အကူပြုပါတယ်ကိုကျွမ်းကျင်တဲ့ပညာရက်တွေပဲပြန်သင်ကြားပေးရမှာမလို့အခက်အခဲလည်းမရှိပါဘူးဥပမာအင်္ဂလိပ်စာသင်ချာဆိုင်းရင် program တို့လိုကိုတက်ထားတဲ့ပညာတွေကိုပဲပြန်သင်ပေးရုံပါအချိန်လားကိုကြိုက်တဲ့အချိန်ကိုစီမံလို့ရတယ်ညပိုင်းသင်ပေးမလားစနေတနင်္ဂနွေမှာသင်ပေးမလားကိုစိတ်ကြိုက်စီစဉ်လို့ရတယ်နောက်တစ်ခုကမလေးရှားရောက်နေတဲ့ရွှေမြန်မာမိသားစုတွေအများကြီးပါသူတို့ရဲ့ကလေးတွေကိုမြန်မာစာတို့အင်္ဂလိပ်စာသင်ချာတို့သင်ပေးလို့ရပါတယ်မြန်မာတွေကိုမြန်မာလိုပဲပြန်သင်ပေးရမှာမလို့အဆင်ပြေပါတယ်ကိုကအင်္ဂလိပ်တို့သင်ချာတို့ကျွမ်းကျင်နေရင်မလေးရှားကကျောင်းသားတွေ local student တွေကိုပြန်သင်ပေးလို့ရပါတယ်ဝင်ငွေလည်းပိုကောင်းပါတယ်နောက်ပြီးမလေးရှားက online ကျိုးတွေသင်ကြားမှုကအရန်ခက်စားပါတယ်ကိုကအင်္ဂါပဲ Zoom တို့ Google Meet တို့နဲ့သင်လို့ရပါတယ်ခီးသွွားစိတ်လည်းတက်တာပါတယ်နောက်ပြီးမလေးရှားရောက်နေတာကလူငယ်တွေများပါတယ်တချို့ဆိုဒီမလေးရှားကနေပြီးတော့တခြားနိုင်ငံထပ်သွားမလို့ပြင်ဆင်နေတဲ့လူတွေရှိပါတယ်မိတ်ဆွေတို့ထဲမှာအင်္ဂလိပ်စာတို့တရုတ်စာတို့ဂျပန်စာတို့စတဲ့ဘာသာစကားတွေကိုသင်ထားတာတက်မြောက်ထားတာလူတွေရှိရင်ပြန်လည်သင်ပေးလို့ရပါတယ်သူတို့အတွက်လည်းအထောက်အကူပြုရရောက်ပြီးကိုလည်းဝင်ငွေကောင်းပါတယ်အရင်ကမြန်မာစာမလို့ပဲစလို့ရတဲ့ business တစ်မျိုးပါနံပါတ်4ကတော့ car washing တန်တဲ့ကားရည်စေးအကူကားရည်စေးဆိုင်တွေကမလေးရှားမှာပေါ်ပါတယ်ဒါကြောင့်ဒီအလုပ်ကပတ်တိုင်းရှာလို့အလွယ်ကူဆုံးဖြစ်ပါတယ်ပတ်တိုင်းလည်းအများဆုံးခေါ်တဲ့အလုပ်ဖြစ်ပါတယ်နောက်ပြီးမလေးရှားမှာဘလို့ကားတွေအသုံးများတယ်ဘယ်ကားအမျိုးအစားကဘလို့ဆင်းရင်ကောင်းမလဲကားအမျိုးအစားအမျိုးမျိုးကိုလည်းသိခွင့်ရမှာပါနောက်တစ်ချိန်ကိုပိုင်ကားဝင်လဲကိုကားကိုဘလို့ဆေးရမလဲဆိုတာပါသိရမှာပါမလေးဘာသာစကားလဲစွမ်းရင်လည်းတိုးတက်ပါတယ်တ
တိမ်မာကစေကျေးဇူးတင်ပါတယ်ဆူရပစ္စည်းတန်ရှင်းသွားပြီဆူရဘာယာစီနီဒီမှာပေးလို့ရတယ်စားတဲ့ရိုးရှင်းတဲ့မလေးဘာသာစကားတွေကိုလည်းသိခွင့်ရမှာပါကာလစေးတာတထေးအများစုဖြစ်တာမလို့မိတ်ဖွဲ့နိုင်ရင်ကိုယ့်ရဲ့အနာဂတ်ကိုပါပြောင်းလဲနိုင်ပါတယ်ကားရည်စေးတာတက်တော့တက်တာဖြစ်အောင်နေပူပူမိုးရွရဆေးလို့ရအောင်ပြင်ဆင်ထားပေးလိရှိပါတယ်ဒီအလုပ်ကတင်မန်နီးအများဆုံးရတဲ့အလုပ်ပါကိုကအဆင်ပြေအောင်လုပ်ပေးနိုင်ရင်လားဆန်နဲ့တောင်ပိုရတဲ့အလုပ်ပါကိုလည်းလှူရှားရဲဆိုရင်လည်းဝင်ကောင်းတဲ့အလုပ်တစ်ခုပါနံပါတ်5ကတော့ online sale မိတ်ဆွေတို့ဖုန်းလေးလက်ထဲကာမီ Shopee တို့ Lazada တို့ကကုန်ပစ္စည်းတွေရောင်းနေတာတွေ့တော့ရောင်းချင်စိတ်ဖြစ်ဘူးလားအဲ့ဒီစိတ်ကိုအကောင့်ထဲပေါ်ဖို့မိတ်ဆွေမှာအခုအခွင့်အရေးရှိနေပြီဆိုတာကိုမမေးလိုက်ပါနဲ့မိတ်ဆွေအရင်နီးလားတင်းမှာဖုန်းလေးတစ်လုံးနဲ့အင်တာနက်ရှိရင်ကိုရနေပြီအချိန်ကိုပြောရမလားမိတ်ဆွေကြိုက်တဲ့အချိန်လုပ်လို့ရတယ်ခက်ခဲမှုလားမိတ်ဆွေတကယ်လုပ်ချင်နီးလန်းနေအများကြီးပဲအားတာကြက်လားဆိုရိုးဆိုင်ကြီးတစ်ခုလုံးကိုအိတ်ကက်ထဲထည့်ပြီးတော့သွားလို့ရတယ်ငါရှိမှရမယ်ဆိုတဲ့ဖိအားတွေကိုလိုလိုလတ်လတ်ပဲခြေပဲပြစ်လိုက်နိုင်တယ်ဒီလုပ်ကိုမကြိုက်ဘူးလို့ပြောမဲ့လူမရှိဘူးလို့ထင်ပါတယ်မိတ်ဆွေကတားကက်ကိုမလေးလူမျိုးကောမြန်မာတွေပါထားပြီးရောင်းလို့ရနေကတော့တကယ်အခွင့်အရေးပါကိုရောင်းမဲ့ပစ္စည်းကိုစုဆောင်းရတဲ့ပစ္စည်းကိုယ်တိုင်လုပ်တဲ့ပစ္စည်းလေးတွေကိုရောင်းလို့ရတယ်ကိုကြိုက်တဲ့ product ကိုကြော်ညာမလားရတယ်ကိုဝါသာပါတဲ့ brand ကိုလုပ်လို့ရနေတာကတော့မိတ်ဆွေတို့အတွက်ကြိုက်နေတတ်မယ်ထင်ပါတယ်နေ့တစ်ခုတော့တေးသေးချာချာရွေးဖို့လိုရဗျကိုကဘာရောင်းကျင်တာလဲကိုရောင်းမဲ့လူတွေကဘယ်မှာနေတာလဲယောက်ျားလေးလားမိန်းကလေးလားသူတို့ကဘယ်မှာရှာလို့ရမလဲစသဖြင့်ပေါ့ကိုသုံးမဲ့ platform ကိုတေးသေးချာချာ view site စေခြင်းနဲ့ YouTube ကအလုပ်လုပ်မှလား TikTok ကအလုပ်လုပ်မှလား Facebook ကအလုပ်လုပ်မှလားအဲ့ဒါတော့အရေးကြီးတယ်ကိုရောင်းမဲ့ပစ္စည်းကဘယ်လောက်ကောင်းလူတွေမသိရင်မရဘူးကိုရောင်းမဲ့လူတွေများများရှိမဲ့ platform ဖြစ်ဖို့လိုတယ်ဥပမာမိတ်ဆွေက TikTok ကရောင်းကျင် follower 1000ပြည့်တာနဲ့ဈေးချင်းဖွင့်ပြီးရောင်းလို့ရနေပြီကိုကြော်ညာမဲ့ product တွေကိုဗီဒီယိုလေးလုပ်ပြီးတင်ပေးရုံပဲဝယ်သူနဲ့ရောင်းသူကသူ့ဘာသာသူအလုပ်လုပ်သွားတာအဲ့နေလဲဝင်ငွေရမဲ့အလုပ်ပါ TikTok မှာ follower 1000ပြည့်နီးသိကျင်လား follower 1000မပြည့်သေးတဲ့သူတွေရှိရင်ကိုမလေးရေးထားပေးခဲ့ပါဗီဒီယိုလေးလုပ်ပြီးတင်ပေးပါမယ်တလားတွင်ပြည့်စုံမဲ့နီးလေးပါနံပါတ်6ကတော့ freelance clinic service အလုပ်တန်းတန်းရှိဝန်ဆောင်မှုပါဒီအလုပ်ကအလုပ်တွေးကြုံရှိတဲ့သူအတွက်ပိုအဆင်ပြေပါတယ်ကိုအသည့်မိတ်ဆွေတွေထဲမှာဆက်သွယ်ရှိရင်အရင်ဆုံးလေ့လာပြီးတော့လုပ်ရင်တော့ပိုအဆင်ပြေပါတယ်အချိန်ပိုင်းနဲ့လိုရတဲ့အလုပ်မလို့ဝင်ငွေကောင်းပါတယ်အနည်းဆုံး90ကနေ100တိရတဲ့အလုပ်ပါ2နာရီ3နာရီလောက်နဲ့ကိုရမှာကိုကစားပေးကောင်းကောင်းနားလည်ရင်ပိုရမှာပါလုပ်လို့ရတဲ့အလုပ်တွေကတော့ဟိုတယ်တန်ရှင်အိမ်တန်ရှင်ရှိုးပွဲတွေပြီးလို့လုပ်ပြရတဲ့တန်ရှင်တွေရှိပါတယ်ကိုလုပ်ဖို့အကင်ဘက် local order တွေကိုမေးကြည့်ရင်တော့ရနိုင်ပါတယ်အဆက်အသွယ်ရှိသွားရင်တဆင့်စကားနဲ့နောက်အလုပ်ရှင်တွေကအလိုလိုဆက်သွယ်လာတဲ့အလုပ်ပါကိုအားတဲ့အချိန်နဲ့ဈေးကိုစိတ်ကြိုက်နှိုင်းလို့ရတယ်အကျိုးဖို့အတွက်လည်းစီစဉ်ပေးတတ်ကြပါတယ်တထေးတွေကတထေးနဲ့ဓာတ်ရိုက်ဆက်ဆံရတဲ့အလုံးဝင်လို့အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရင်ပစ္စည်းတွေကိုဂရုတစိုက်နဲ့လုပ်ပေးတတ်ရင်အချိန်ပိုင်းနဲ့အပုံငွေရှာနိုင်မဲ့အလုပ်တစ်ခုပါနံပါတ်9ကကိုယ်တိုင်ဖန်တီးထားလေးတွေရောင်းပါကိုယ်တိုင်ဖန်တီးထားလေးတွေရောင်းပါဒါကလည်းအားလည်းချိန်မှာလုပ်လို့ရတဲ့ကိုယ်ပိုင်စီးပွားရေးတစ်ခုပါကိုယ်ပိုင်စီးပွားရေးဆိုလို့တအားကြီးခက်ပြီးလုံးမရဘူးမထင်တဲ့မိတ်ဆွေဘာလုပ်တတ်လဲလုပ်တတ်တာကိုပဲရောင်းခိုင်းတာဒီလုပ်တတ်ဖို့သင်တန်းတက်เสียမလို့ဘူးကိုလုပ်တတ်တဲ့ပစ္စည်းလေးတွေရှိရင်လုပ်ပြီးရောင်းလို့ရတယ်ထမင်းချက်တက်လာဒါလည်းရောင်းလို့ရတယ်ဟင်းပဲချက်ပြီးကိုနီနာလူတွေရောင်းလာရောင်းလို့ရတယ်ဈေးရောင်းတက်လာရောင်းလို့ရတယ်ဖျားပန်းရောင်းလာမြန်မာပြည်ပစ္စည်းလေးတွေကိုရောင်းလာရောင်းလို့ရတယ်မြန်မာတွေအများစုကအဲ့ဒါတွေကြိုက်ကြတယ်ကိုရောင်းမလားမလေးရှားမှာကငပိရေကြိုပြီးရောင်းမယ်ဆိုတော့ရောင်းလို့ရတယ်မိတ်ဆွေမယုံမရှိနဲ့ဈေးရောင်းလို့အကောင်းဆုံးကမလေးရှားပါကိုမြန်မာအချင်းချင်းရောင်းရင်ပိုအားပေးတယ်အဲ့ဒါကတော့တကယ်အားသာချက်ပဲအဲ့ဒါကြောင့်ကိုအားလဲချိန်နေမှာကိုလုံးတက်တဲ့မုတ်ကလေးတွေလုပ်ပြီးရောင်းလို့ရတယ်ကိုလုံးတက်တဲ့အရာလေးတွေကိုပဲရောင်းရမှာမလို့မိတ်ဆွေတို့အတွက်အရင်ကြီးမခက်ခဲပါဘူးလုပ်ကြည့်ပါနံပါတ်8ကတော့ဘာ contact tester ဒီတစ်ခုကတော့ game ချစ်သူများအတွက်ဖြစ်ပါတယ် game ဆိုလို့နှလုံး game သုံးလုံး game 5ပိုင်း game လောင်ကစား game တွေမဟုတ်ပါဘူးရိုးရိုး game တွေကိုအားလဲချိန်မှာဆော့နေတဲ့မိတ်ဆွေတွေအတွက်ဝင်ငွေဖြစ်ပြောင်းလဲနိုင်အောင်ပြောပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီမိတ်ဆွေက game ဆော့ရတာကြိုက်တယ်ဆိုရင်တော့ဒီအလုပ်ကမိတ်ဆွေအတွက်အဆင်ပြေပါတယ် test community ကသူတို့ရဲ့ game အသစ် app တွေကို official launch မလုပ်ခင် beta version တွေကိုအခမဲ့ဖြန့်ချိပြီးတော့ feedback တောင်းတတ်ပါတယ်ဒီကနေပတ်စံပေးပါတယ်အခမဲ့စမ်းသပ်ခိုင်းရင်တော့မလုပ်ပါနဲ့
ကိုကနည်းနည်းလေးတော့ထပ်ပြီးလေ့လာပေးဖို့တော့လိုတယ်ဂိမ်းကဆော့တက်နေပြီဆိုတော့သင်ကြမလို့ပါဘူးကိုကဝင်ငွေဖြစ်ပြောင်းလဲခြင်းတော့မသိတဲ့အပိုင်းလေးတွေကိုထပ်ပြီးလေ့လာပေးဖို့လိုတယ်ဘယ်လိုစတင်ရမလဲဆိုရင်တော့ testing platform တွေကိုအကောက်ဖွင့်လို့ရတယ်ဘယ်မှာဖွင့်ရမှာလဲဆိုတော့ Beta Family Mobile App Testing Play Test Score Game Testing User Tab Bar Experience Testing PlayStation Plastic PC Game Testing ကိုကြိုက်နေတဲ့ platform ဒီမှာအကောက်ဖွင့်ပြီးအလုပ်လုပ်နိုင်ပါတယ်ကိုက game skill နဲ့ feedback လေးတွေတော့ရေးနိုင်ရမယ်ဒီလိုမလုပ်ချင်ဘူးဆိုရင်လည်း game အတူတွေကနေစထွက်တော့ချင်းပတ်စံပေးနေတာတွေရှိပါတယ် YouTube ကနေပြီးတော့ပတ်စံရစေမဲ့ game လို့ရိုက်ရှာပြီးတော့လေ့လာလို့ရတယ်သူများတွေလည်းဒီအပိုင်းတွေတင်ထားတာပြောပြထားတာရှိတော့ထပ်ပြီးတော့မတင်ပေးတော့ပါဘူးမိတ်ဆွေကသိချင်ရင်ကွန်မန့်လေးတွေရေးထားပေးခဲ့ပြန်ပြောပေးပါမယ်နောက်တစ်ခုက TikTok ကနေ game ဆော့ပြီးဝင်ငွေရှာနည်း2မျိုးရှိပါတယ်တစ်မျိုးကတော့ game ဆော့တဲ့ဗီဒီယိုလေးတွေတင်လို့ရပါတယ်တငယ်ချင်းတွေရှိရင်အဖွင့်လိုက်ဆော့ပြီးတော့ like လွှင့်လို့ရပါတယ် follower 1000ရှိရင်ပတ်စံစဝင်ပါတယ် follower 1000ပြည့်နီးမသိဘူးမရှာတတ်ဘူးဆိုရင်ကွန်မန့်လေးတွေရေးပေးဗီဒီယိုလုပ်ပြီးတင်ပေးမယ်နောက်တစ်နည်းကတော့ TikTok တွေက studio တွေကိုသွား monetization ရဲ့အောက်တန်းလေးတွေမှာ game ပုံလေးရှိတယ်အဲ game program ဆိုတဲ့ပုံလေးရှိတယ်အဲပုံလေးတွေက game သစ်လေးတွေကိုဆော့ပြပြီးတော့ပို့တင်ရင်ပတ်စံရပါတယ် game ချစ်သူတွေအတွက်ကိုဝါနာပါတဲ့ game ဆော့ရင်ဝင်လဲရမယ်ဆိုတော့ကြိုက်နေတတ်မယ်ထင်ပါတယ်အစဉ်ပြေကြပါစေဒီကုန်းကျောင်းအနေနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့မလေးရှားရောက်နေတဲ့ရွှေမြန်မာတွေအတွက်အားလိုက်ချိန်ဒီမှာလှုပ်လို့ရတဲ့အလုပ်၈မျိုးအကြောင်းကိုပြောပြပေးသွားတာဖြစ်ပါတယ်ဒီကနေပြီးတော့မိတ်ဆွေတို့ကြိုက်နေတတ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကိုအရင်ဆုံး like and subscribe လေးပေးဖို့တော့မမေ့ကြပါနဲ့ကျွန်တော်ပြောပြတဲ့အလုပ်တွေကမိတ်ဆွေတို့ကြိုက်နေတတ်တဲ့အလုပ်ကလေးတွေရှိရင်ကွန်မန့်လေးတွေရေးထားပေးခဲ့ပါနောက်ထပ်လုပ်မဲ့ဗီဒီယိုလေးတွေအတွက်ပိုအားရှိသွားတာပေါ့ကျွန်တော်လည်းကွန်မန့်လေးတွေဖတ်ချင်လို့ပါဗီဒီယိုဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ် KA Channel ပါနောက်ဗီဒီယိုတွေမှာထပ်ဆောင်ကြပါမယ်ဘိုင်ဘိုင်